ခင်ဗျားတို့အမုန်းတော်ကြီးပေါ့ဗျာသိရမလားဒဇင်ဦးအကြောင်းလေးနည်းနည်းပြောပြမယ်နော်တချို့တွေကပြောကြဒဇင်ဦးကကြောက်ဆယ်သူတကယ်တော့ဒဇင်ဦးတို့ကကြောက်ဆယ်သူဟုတ်ကောင်းဟုတ်လိမ့်မယ်ဒါပေမဲ့ဒီကောင်မသူ့ရဲ့မိသားစုဝင်တွေကိုဗမာထားတယ်ထင်တယ်ဘယ်နေရာမှာထားတယ်ထင်လဲခင်ဗျားတို့ပဲခူးတိုင်းညောင်လေးပင်နဲ့ဒိုင်ဦးကြားတဲ့ကပြုံးတစားအဲ့ဒီပြုံးတစားမြို့မှာသူ့မိသားစုဝင်တွေကိုမတာမကြီးကနေရာပြောင်းထားတယ်နော်အဲ့တော့ပဲခူးမှာရှိနေတဲ့ PDF ညီကိုတွေနော်နေရာလေးမပြောင်းခင်လေးအဲ့ဒီကောင်မမိသားစုဝင်တွေကိုနည်းနည်းတော့လက်ဆင်ပေးလိုက်စမ်းပါကွာတဲ့လားအဓိကတော့ကွာအကိုပြောချင်တာကဘာလဲဆိုတော့နှိပ်စက်ဖို့တက်ဖြတ်ဖို့မဟုတ်ဘူးအဓိကငါတို့လိုချင်တာဒဇင်ဦးကွာအဲ့တော့ဒဇင်ဦးကိုငါတို့ရဖို့အရေးကိုအနည်းဆုံးတော့သူ့မိသားစုဝင်တွေကတော့တစားကန်ဖြစ်ရင်ဖြစ်မှာပေါ့ကွာအဲ့တော့ခုတည်းကပြောပြလိုက်တယ်နော်ဒဇင်ဦးမိသားစုဝင်တွေအကုန်လုံးကပြုံးတစားမှာရှိတယ်အဲ့မင်းတို့စုံစမ်းကြည့်ငန်းညီကိုတို့တဘောပေါက်လားငါတို့ကိုလှုပ်ခဲ့တယ်လို့မျိုးပဲလေဖအေကိုမမိလို့တားကိုဖမ်းသွားတာတို့မအေကိုမမိလို့တမီးကိုဖမ်းသွားတာတို့သိရမလားအေးဒီကောင်တွေအကွက်နဲ့ဒီကောင်တွေကိုငါတို့ပြန်နင်းကြမယ်ညီကိုတွေအဲ့တော့ဒဇင်ဦးဆိုတဲ့ကောင်မနော်သူ့ရဲ့မိသားစုဝင်တွေကိုအဲ့ဒီကောင်မကနော်ပဲခူးနဲ့ဒါဒီငါတို့ဒါညောင်လေးပင်နဲ့ဒိုင်ဦးချားတဲ့ပြုံးတစားမြို့မှာထားတယ်ဆိုတဲ့အကြောင်းလေးကိုပဲခူး PDF ကညီကိုတွေကိုသိအောင်ပြပြပေးတာဖြစ်ပါတယ်နော်နည်းနည်းလေး share ပေးလိုက်ဟိုကောင်မဖားတမ်းမီးလောင်အောင်လို့နော်